ရုံးမင်ဟိုင်ကျွင်းကိုဝေခရာတန်ဆေးကျွေးပြီးမော်စွမ်းအားတွေအကုန်ဆုံးရှုံးသွားတယ်အမမမုန်းပါနဲ့ဒီနှစ်အဓိကအတန်းထဲမှာတော်ဝင်မျိုးနွယ်စုဝင်တယောက်တည်းပဲဝင်ခွင့်ရှိတာအမတာဝင်ခွင့်ရသွားရင်ကျမဘယ်လိုလုပ်ရမလဲဒီဆေးကိုတော့မိစားဘူးကလိန်ကျွေးခဲ့တာမင်းရဲ့ခန္ဓာကိုယ်ကမတည်ငြိမ်ဘူးကြောင်းနဲ့ရောက်ရင်ဒုက္ခရောက်မှာပဲဝန်ရံကမင်းထက်ဒီလန်းအတွက်ပိုတင့်တော်တယ်အဲ့ဒါကြောင့်မင်းကဆေးကျွေးဖို့တာဝန်ယူသူမကလူတွန်းချဖို့တာဝန်ယူလက်ထပ်ဖို့သဘောတူထားတာလည်းမဖြစ်သေးဘူးမင်းတို့ကတော့အရင်ဆုံးပူးပေါင်းတက်သွားပြီးဒီဘဝမှာသူမကမင်းသမီးကြီးရဲ့သမီးမင်းအမေကမင်းကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးကျောင်းသူလည်းမင်းကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးငကား6ကအရန်မှောင်တာမင်းရောက်သွားရင်စိုးစိုးကွယ်လွန်သွားတဲ့မင်းအမေနဲ့အဖော်ရတာပေါ့အမပြန်မဲ့နေရာကိုကျမရွေးပေးထားတယ်ဒါပေမဲ့အရင်ဘဝကအမတ်တရားတွေကိုပြန်နှိုးလိုက်တယ်လို့ပဲဘသူကလေးတွေကအလောက်စုညံနေတာလဲငါတေဆုံးတာနှစ်900ရှိပြီးအေးချမ်းမှုမရနိုင်သေးဘူးဒီနေရာကတော့အရင်ဘဝကသူ့ရဲ့အမတ်တရားတွေရှိနေတာအာကြောက်ပြန်မလှနဲ့ပင်လေကိုငါ့ကိုပေးပါမင်းအသက်ရှင်ပါအကြာကြီးတိတ်ဆိတ်နေခဲ့တဲ့မိအိမ်ကပိုင်ရှင်ကိုမှတ်မိသွားပြီးရုံးမင်ဟိုင်ကျွင်းပြန်ရောက်လာတာကိုကြိုဆိုပါတယ်တခင်မရဲ့တစိတ်ကမပြည့်စုံသေးဘူးမိအိမ်ရှိရလုံးကိုထုတ်လို့မရနိုင်ဘူးပြန်လာတဲ့မိအိမ်ကသာတခင်မနဲ့အတူပြန်လာတဲ့လမ်းကိုလိုက်လို့ရတယ်ရပြီမင်းငါနဲ့လိုက်ခဲ့ဘသူကငါ့ကိုပင်လေထဲပစ်ချရဲတာလဲကြည့်ရအောင်ကျွန်တော်ကြောက်မြက်ဖေဖေရဲ့ကြောက်မြက်မင်းကျွန်တော်ကြောက်မြက်ကိုစားလိုက်တာလားပင်လေဝိညာဉ်ကြောက်မြက်ဒါဖေဖေရဲ့ဆေးမင်းပြန်ပေးမင်းနာမည်ဘသူလဲကျွန်တော်ရှောင်းလောကျွန်တော်ကအရန်ကြောက်စရာကောင်းတဲ့ပင်လယ်နဂါးပါငိုတက်တဲ့ရှောင်းလောလေးကျွန်တော်အမီးကိုအနိုင်ကျင့်တယ်ကျွန်တော်အမီးကိုမထိနဲ့သူ့တန်ရာကိုကူပေးမင်းကျွန်တော်ကိုကယ်လိုက်တာလားကူညီပေးလိုက်တာဒါဆိုအဲ့ကြောင့်မြက်စားလိုက်ပြီးမင်းပြန်ပေးပတ်စံမရှိဘူးမင်းအဖေကိုငါစီလာဖို့ပြောကူသားစရိတ်ကအရန်ဈေးကြီးတယ်ကျွန်တော်ဖေဖေကအရန်ကြောက်စရာကောင်းတယ်တိုက်ဆိုင်လိုက်တာငါစိတ်ကလည်းအခုတိတ်မကောင်းဘူးဖေဖေသမီးတကယ်မရည်ရွယ်ပါဘူးအမကရုတ်တရက်ယူသွားပြီးသမီးကိုငကား6ထဲတွန်းချဖို့လှုပ်တာမင်းကြီးကအတိတ်ကအမုန်းတွေအများကြီးရှိခဲ့တာဒီကနေ့ကိစ္စကတော့တကယ်ကိုစိတ်မကောင်းစရာပဲအတုံးမဝင်တဲ့သူတယောက်မရှိတော့လဲကိစ္စမရှိပါဘူးဝိုင်းရံမနှက်ဖြန်ဖေဖေကိုယ်တိုင်မင်းကိုကြောင်းလိုက်ပို့ပေးမယ်အမကမင်းသမီးကြီးရဲ့တွေးသားရင်းပါအထိမ့်မဲ့ကြောက်တုံးတစ်ခုထားပေးရမလားတစ်ဆက်ကတော့စကားချမ်းတွေပြောနေတာတကယ်ကအရန်ချစ်တာကန်ဆိုးမိုးမောင်ကြစေတဲ့သူကလည်းလူမိသားစုဘိုးဘွားပြိမှန်နဲ့ဝင်ခွင့်မရှိဘူးဘယ်နေရာအလွတ်မှဟာမဆိုမြုပ်လိုက်ပါဘာလို့ဒီလောက်နာတာလဲမဖြုတ်နိုင်ဘူးဘာကြည့်နေတာလဲငကားကလေးပခုံးပေါ်ထိုင်တာမမြင်ဘူးလားသူပြန်လာပြီးလူမင်းကြီးမြေကွက်လက်ကိုမင်းကြီးရွေးစရာမလိုပါဘူးကျမပြန်လာတာအားလုံးအတွက်ရှင်းလင်းရေးနေရာရွေးပေးဖို့ပါသူကလူမင်းကြီးမဟုတ်ဘူးအမကငကား6ထဲမှာတည်သွားပြီးသူမကိုပင်လယ်ဘလူးကပိုင်ဆိုးသွားတာတေးချတယ်